နေကြီးကလက်ထဲနဲ့ပေါက်သွားတာပါတဲ့ဖော်လို့ရလားကိုစီးတဲ့ရပါတယ်ဗျာဟိုကောင်မြက်ငါဘောလီအင်ကြီးကိုနီးနေပါဆိုတော့လုံနေအတင်းအခုပြတာကဲအန်နီရက်ထက်ပြီးတော့ရှော့ရောကဲဘောလီအင်ကြီးက level 1အဆင့်လောက်တော့မရှိတော့ဘူးကြာဒီမှာကောက်လိုက်ပြီဟာတော့ဖြစ်နေတာစေးမပါလို့ပါကွာငါကြီးကဟမ်းမတယ်မကောင်းဘူးလို့ခဏလုံနေရကွာဒီအနူးတဲ့အင်ကြီးနဲ့ဒီကောင်ဘာကောင်ကြီးလဲကွာဟောသေးသွားမယ်လို့လုံနေလို့ဟာဒီအနူးတဲ့အင်ကြီးနဲ့ပူလဲမပူလားမသိဘူးသူတို့က4ယောက်ငါတို့က2ယောက်6ယောက်ပြီးပြီလေဟာဟုတ်သလားဟာ2ယောက်တည်းရှိတာလို့2ယောက်တည်းရှိတာတော်ပြီလို့ဟုတ်တယ်တော့သူက3ယောက်ငါတို့က2ယောက်5ယောက်ပဲရှိတယ်1ယောက်ကျန်သေးရဲ့ဟာငါလို့ကြနေတာပဲဒီဘောလီအကြီးတွေလည်းကောင်းအောင်မတော့ပါဘူးမပြီးနဲ့မစည်းနဲ့မတန်းမြန်နဲ့ခဏတော့ငါတို့တန်းသေးလိမ့်မယ်လို့အန်နီမေနဲ့တွေ့ဟုတ်တော့ဘူးခဏတော့တာများနေပြီသူရတားရော့နေပြီကိုကြမင်္ဂလာပါဇက်နဲ့နီးဆက်အိုးကမင်းနေတာဟုတ်တယ်ဆက်အိုးကလည်းမင်းနေတာဘန်ကန်တော့မှမကြရတော့ဘူးဒီရဲ့စင်ပြီးပြပြပါလားကိုကြတဲ့အဲ့လောက်ကြီးကြတော့ဟာဟိုင်လေကောက်တော့တာဘာမှမရလိုက်ကွာဒီမှာစိုးမဲလို့ငါတားပြည့်နေလားမသိ